ငွေဝင်ဖို့ပဲစူးစမ်းနေတာလားကျွန်တော်မိတ်ဆွေတွေငွေမြဲအောင်လဲစူးစမ်းအဲ့တော့ငွေမြဲစေမဲ့နီးကိုသိချင်ဒီဗီဒီယိုဖိုင်ကိုစောအောင်ကြည့်ဒီပေးမဲ့နီးကကျွန်တော်တို့မိသားစုတစ်စုလုံးလက်ခံကျင့်သုံးခဲ့တဲ့နီးဖြစ်တယ်တကယ်လဲအကျိုးထူးတယ်တကယ်လဲအောင်မြင်တယ်ကျွန်တော်တို့လူတွေကငွေဝင်ဖို့လော်ဂီဆရာတွေကလည်းငွေဝင်ဖို့မိုတီစပီကာတွေကလည်းငွေဝင်ဖို့ပဲသူတို့ကပြောကြတာငွေမြဲအောင်ဘယ်လိုလုပ်မလဲလို့သူတို့မပြောကြဘူးငွေဆိုတာကတို့လုံအားကားနဲ့ရလာတယ်ကိုအလုံးလုံးရင်တော့ငွေကဝင်နေမှာပဲဘယ်လိုပဲဖြစ်ဝင်နေမှာပဲအလုံးမလုံးရင်ငွေမဝင်ဘူးဟုတ်တယ်မလားကာယနဲ့ရှာမယ်ညာနာနဲ့ရှာမယ်ပညာနဲ့ရှာမယ်ဘလို့ရှာငွေဆိုတာဝင်တယ်ဒါပေမဲ့အဲ့ဝင်လာတဲ့ငွေဘလို့မြဲအောင်လုပ်မှာလဲလူတွေကငွေမဝင်ဘူးတဲ့သူတယောက်မှမရှိဘူးငွေဝင်ဘူးတဲ့လူတွေကြီးပဲအဲ့ငွေကိုမြဲအောင်လုပ်ဖို့ကတိတ်ရေးကြီးတာကဲဒီနီလန်ဟာကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်တို့မိသားစုတစ်စုလုံးကျွန်တော်လည်းလက်ခံကျင့်သုံးလာတဲ့နီးဖြစ်ပါတကယ်လည်းအဆင်ပြေအောင်မြင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အိမ်အောင်ကြတာ2နှစ်နီးပါးထဲကိုရောက်ပြီပေါ့2နှစ်တော့မပြည့်သေးဘူးအဲ့တော့သူကသူအဆင်ပြေတယ်ဘာလို့အဆင်ပြေတာလဲလို့မေးတဲ့ခါကျတော့ကျွန်တော်ရဲ့လုံအားခငွေပေါ်ဦးပေါ်ဖြားဖြစ်စေလားကျွန်တော်ဒီလတစ်လဘယ်လောက်ရလိုက်တယ်ပေါ့ရသလောက်ငွေကိုထုတ်တယ်ထုတ်ပြီးသွားတဲ့အခါကျတော့ရှင်ဖျားနဲ့အဖဝိဇ္ဇာကိုလှူတယ်ကျွန်တော်အမျိုးသမီးရဲ့လားစာရလာတဲ့ပေါ်ဦးပေါ်ဖြားလေးကိုယူတယ်ယူပြီးသွားတဲ့အခါကျတော့ဖျားနဲ့အဖဝိဇ္ဇာကိုလှူတယ်နောက်ပြီးတော့ကျွန်တော်တို့ရွှေတွေဝယ်ကြမယ်ပေါ့နော်အိမ်စာချုပ်တွေပါတယ်ဝယ်မယ်ပေါ့အဲ့ဒါလေးကိုဝယ်လိုက်တယ်ဝယ်လို့ရလာတဲ့ရွှေတို့ရွှေစားတို့ဘာတို့ညာတို့ပေါ့ဖျားနဲ့ဖဝိဇ္ဇာကိုလှူတယ်ဘာကြောင့်လှူရတာလဲဘာကြောင့်အနှံတာလဲလို့မေးတဲ့ခါကျတော့ဖျားရှင်ကိုကိုယ့်ရဲ့မိသားစုအဖေနေရကိုယ့်ရဲ့အုတ်ထင်းသူနေရာမှာထားတယ်ကိုယ့်ရဲ့ကိုးကွယ်ရာအဖြစ်အမြင့်ဆုံးသောယရနာအဖြစ်တန်ဖိုးထားလို့ကိုယုံကြည်လို့ကိုဖျားကိုအနှံတာဖျားကိုလှူဒန်းတာဒီနေရာမှာပြောကြသေးတယ်ဟာကွာမင်းကဖျားကိုခိုင်းစားနေတာလား no မင်းတို့လူဘိန်းနေနားမလဲဘူးအဲ့ဒါဖျားကိုခိုင်းစားတာမဟုတ်ဖျားကိုကြည်ညိုတာဥပမာကျွန်တော်တို့ငယ်စဉ်တောင်ကြီးကလေးဘဝမှာရောယခုဘဝမှာရောပေါ့နော်ကျွန်တော်လှုပ်ရှားကြတယ်ရလာတဲ့လောအားကငွေတွေဘသူ့ပေးလဲမိဘကိုပြန်ပေးတယ်ဟောအဖေအမေကျွန်တော်ရဲ့လောအားကငွေလေးတွေရလာပြီးရောအဖေနဲ့မေကိုလူကြောပါတယ်အနှံပါတယ်မရှိရင်တောက်ပေးသုံးပါနော်ဒီလိုမပြောဘူးလားပြောတယ်ဘာလို့ပေးတာအဲ့မိဘတွေကထိမ့်သိမ့်ပေးတယ်ချစ်တယ်ငါသားလေးလိမ်မလိုက်တာငါသမီးလေးလိမ်မလိုက်တာမချစ်ဘူးလားချစ်တယ်ဒီတိုင်းပဲကိုကလည်းမိနဲ့လည်းဝေးတယ်ဖနဲ့လည်းဝေးတာဖြစ်တဲ့အတွက်ကိုယ့်အိမ်မှာကိုကအကြီးဆုံးပဲအိမ်အောင်ဦးစီးဆိုတော့ဘယ်လိုလုပ်ကလဲငွေမြဲချင်တာကိုပြီးတော့ရွှေတွေမြဲချင်တာကိုစီးပွားရေးတွေမြဲချင်တာကိုဘာရရမှလိုင်းမလုံးနဲ့အဲ့ဒါလက်ကားတွေသဘောပေါက်လားမသိဘူးရရလောက်ခဏပဲအဲ့တော့ကိုရလာတဲ့အိုးဖျားငွေလေးလာစားတွေလုံအားကားတွေကိုနောက်ပြီးကိုရွှေလုံးလို့ရွှေအိုးဖျားတွေရလာတယ်ရောက်ချင်းမဝတ်နဲ့ရွှေတွေဆိုရင်လည်းတိတိချာချာဖျားရှင်ထံအဖဝိဇ္ဇာထံကိုတိတိချာလေးတင်းပြီးတော့ကတ်လူထားတယ်အဖေဖျားဘုရားတန်ကိစ္စမိဓမ္မတန်ကိစ္စမိတန်ခါတန်ကိစ္စမိအရှင်ဖျားတပည့်တော်ဒီလုံအားကတပည့်တော်တို့ရဲ့ချွေးနှဲစာနဲ့ရလာတဲ့ပညာအားနဲ့ရလာတဲ့ဦးဖျားငွေကိုအရှင်ဖျားတပည့်တော်အနှံလူတန်းပါတယ်ဖျားတပည့်တော်မရှိတဲ့အခါမှာလဲပြန်ရိတ်စွန့်ပြီးတော့ပေးသုံးတော်မူပါဆိုပြီးတခါလဲရှောက်တာအဲ့တော့ကိုယ့်ရဲ့ငွေကအုတ်ထင်းသူလက်ထဲကိုရောက်နေတာဆိုတော့တောင်ယုံနဲ့မထွက်တော့ဘူးပြီးတော့အကြောင်းမဲ့မထွက်တော့မထွက်တဲ့ခါကျတော့ငွေကမြဲပြီငွေမြဲပြီဆိုရင်ကြီးပွားချမ်းသာပြီငွေတိုးပြီလေမြဲပြီဆိုရင်တိုးဖို့ပဲရှိတာငွေကဝင်ပြီးပျောက်သွားတယ်ဆိုရင်ဒါမမြဲရင်မတိုးငွေကဝင်ပြီးမြဲရမယ်မြဲပြီးတိုးရမယ်တိုးပြီးရင်ဘာဖြစ်ရမလဲခိုင်မာရမယ်ဒါကြောင့်ကျွန်တော်တို့ဟာဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက်ကိုယုံကြည်တဲ့ဖျားထံမှာအနှံလှူဒန်းတာတခါလှူဒန်းလိုက်တယ်အရှင်ဖျားတပည့်တော်တို့ကျွန်းွဲစာနဲ့ရလာတဲ့လောကလေးကိုအရှင်ဖျားတပည့်တော်ဦးဖျားကတ်လူပါတယ်ဖျားဆိုပြီးတော့ကတ်ထားတယ်ကတ်ပြီးသွားတဲ့ခါကျတပည့်တော်လိုအပ်ရင်လည်းသုံးဆွဲခွင့်ပြုပါဖျားဆိုပြီးတခါလဲလျှောက်ထားတာအာကုသို့မဖြစ်ပါဘူးကိုယုံကြည်တဲ့ကိုယ့်ရဲ့ဖျားကိုဦးထိတ်ထားတာနော်ကိုကပူဇော်တာလေအဲ့လိုမျိုးကျွန်တော်မိတ်ဆွေတွေလုပ်ကြည့်ကျွန်တော်ကလောကီဆရာဆိုတော့ဟိုမှာတလားကြော်ဝဲလေးရှိတယ်အဲ့မှာကြော်ဝဲတွေ့လား
အဲ့ဒီကြောပွဲမှာအနီအောင်ဘူးလေးကအဲ့ဒါကျွန်တော်တို့လင်မယား2ယောက်ရှာဖွေထားတဲ့ဥစ္စာနဲ့လှုပ်ထားတဲ့ရွှေအဲ့မှာနဝရက်9ပါးရှိတယ်ရွှေရှိတယ်ကြွားနေတာမဟုတ်ဘူးနော်ဘာလှုပ်ထားတာလဲပူဇော်ထားတာကိုယ့်ရဲ့လေးစားရတဲ့အရာကိုကိုယ့်ရဲ့ခွန်နဲ့အားနဲ့ရလာတဲ့ပစ္စည်းတွေဥစ္စာတွေနဲ့ပူဇော်ထားတာမရှိရင်ပြန်ပြီးတော့တောင်းတုံးတယ်လူတွေကနားလပိန်တုံးတွေကပြောမယ်ကွာမင်းတို့တွေဖះကိုခိုင်းစားတာတော့ဝိဇ္ဇာကိုခိုင်းစားတော့မဟုတ်ဘူးငါတို့ကမိဘတစ်ဖွဲ့ထားတာငါတို့ကကိုးကွယ်ရာအဖြစ်ထားတာဖះရှင်ကိုလေကိုးကွယ်ပြထားတဲ့ခါကျတော့ကိုယုံကြည်ရတယ်ကိုစိတ်ချရတယ်ဆိုတော့ကိုမှရှိတဲ့ခွန်နဲ့အားနဲ့ရလာတဲ့ခါကိုတဒါနဲ့ပြီးတော့ပညာနဲ့ပူဇော်တယ်ပူဇော်တဲ့ခါကျတော့အဲ့ငွေကတော်ရုံနဲ့လည်းမထွက်ဘူးမြဲစေတယ်မြဲတဲ့ငွေကလည်းခိုင်မာစေတယ်ကဲကျွန်တော်မိတ်ဆွေများအကျိုးထူပြီးတော့လိုရာလို့သမျှအောင်မြင်ပါစေဗျာအောင်စေနိုင်စေပိုင်းစေ